မှန်းထားတဲ့အတိုင်းတကယ်ဖြစ်လာပြီလား The Masked Singer မြန်မာ Season 3ရဲ့ဒီနေ့ညမှာတော့ပရိသတ်တွေခံမှန်းရခံနေရဲ့ရွှေသမင်လီမျက်နှာဖုံးချွတ်လိုက်ပါပြီအားလုံးထင်ထားတဲ့အတိုင်း Academy အေးမြတ်သူဖြစ်နေမလားဒါမှမဟုတ်တခြားတစ်ယောက်ဖြစ်နေမလားဆယ်လီစုံတော့ဒီနဲ့ပရိသတ်တွေအံ့ဩသွားရတဲ့ဒီနေ့ညရဲ့ရင်ခုန်စရာအခိုက်အတန့်ကိုကြည့်ရှုလိုက်ရအောင်ပရိသတ်အထင်မြင်နဲ့ထပ်တူမျက်နှာဖုံးချွတ်လိုက်ရတဲ့ချစ်စရာရွှေသမင်မလေး Academy ခံမှန်းထားတဲ့အမှုပညာရှင်နဲ့ထပ်တူကြားခဲ့ရဲ့လားအဘက်စင်တောက်ကြနေတိုင်း Channel 9မှာထုံလွှင့်ပြသလျက်ရှိသော The Masked Singer မြန်မာ Season 3မှာယနေ့ April 3 ရက်နေ့ညမှာတော့ Group A, B, C မှာရွှေသမင်ညားနံမောင်နဲ့ Strawberry တို့၃ဦးကအကျစ်အနဲ့ရင်ပြိုင်ခဲ့ကြပါတယ်ဆယ်လီစုံတောက်ကြီးများနဲ့ပရိသတ်များရဲ့မဲပေးရွေးချယ်မှုအရဒီနေ့မျက်နှာဖုံးချွတ်ပြခဲ့ရတဲ့သူကရွှေသမင်အဖြစ်ပါဝင်ရင်ပြိုင်ခဲ့တဲ့တရုတ်ဆောင် Academy အေးမြတ်သူပဲဖြစ်ပါတယ်မျက်နှာဖုံးအောက်ကဆယ်လီကမှန်းချက်နဲ့နှမ်းထကတ်ရလားချစ်ပရိသတ်ကြီးရေကိုမှန်းတဲ့ဆယ်လီနဲ့ထပ်တူကြားခဲ့ရင် comment မှာဖြိုးခဲ့ကြပါဦးနော်